မြောက်ရာကျမ်းအခန်းကြီး14အခန်းငယ်73မှ14မောရှေကလည်းမစိုးရင်ကြနှင့်ငြိမ်ဝတ်စွာနေကြထာဝရဘုရားသည်ယနေ့ပြတော်မူသောကယ်တင်ခြင်းကိုကြည့်ရှုကြလော့သင်တို့သည်ယနေ့မြင်သောအေဂုတုလူတို့ကိုနောက်တဖန်အလင်းမမြင်ရကြသင်တို့ဘက်၌ထာဝရဘုရားသည်စစ်တိုက်တော်မူလိမ့်မည်သင်တို့သည်ငြိမ်ဝတ်စွာနေရကြမည်ဟုလူများတို့အားဆို၏အာမင်ထွန်းမြောက်ရာကျမ်းထဲမှာဘုရားသခင်ကသူရွေးကောက်ထားတဲ့ဣသရေလလူမျိုးတော်တွေကိုမောရှေအားဖြင့်အေဂုတုပြည်ကနေကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။အဲ့လိုကယ်ထုတ်တဲ့အချိန်မှာဖာရောဘုရင်ကအယံကောင်းပါတယ်။ဖာရောဘုရင်ရဲ့နှလုံးကိုခိုင်မာစေတဲ့သူကဘုရားသခင်ပဲဖြစ်ပါတယ်။ဖာရောဘုရင်ကမောရှေနဲ့အာယုန်တို့ရဲ့တောင်းဆိုချက်တွေကိုချက်ချင်းမလိုက်လျောပဲနဲ့ဣသရေလလူမျိုးတွေကိုအမျိုးမျိုးသောဖိနှိပ်မှုတွေကြားထဲမှာနမိတ်လက္ခဏာတွေအမျိုးမျိုးကပ်ယောဂဘေးတွေအမျိုးမျိုးကြားထဲမှာကပ်ဘေးတွေအမျိုးမျိုးကြုံတွေ့ရတဲ့ကြားထဲမှာပဲသူကမလွတ်မြောက်ပြီးဘူးနောက်ဆုံးမှာတော့သူဘုရားသခင်ရဲ့အကြံအစီရပါတော့မောရှေလက်ထဲကိုဣသရေလလူမျိုးတွေကိုပေးလိုက်ပြီးတော့မှဣသရေလလူတွေဟာအေဂုတုပြည်ကနေထွက်လာခဲ့ကြတယ်အဲ့လိုဣသရေလလူမျိုးတွေကအေဂုတုကနေထွက်လာပြီးတဲ့နောက်မှာဖာရောဘုရင်နဲ့သူ့ရဲ့အပေါင်းပါတွေကဣသရေလလူမျိုးတွေနောက်ကိုလိုက်လာခဲ့တယ်မြင်းတော်ယထာတော်တွေနဲ့မြင်းစည်းသူရဲ့ဘူပါအပေါင်းဣသေလလူမျိုးတွေနောက်ကိုလိုက်လာတယ်အေဂုတုလူတွေကလည်းပါလာတယ်အဲ့ချိန်မှာမောရှေနဲ့ဣသေလလူတွေကပင်လယ်နားမှာစခန်းချနေတဲ့အချိန်ဖြစ်ပါတယ်ဣသေလလူတွေကသူတို့နောက်ကိုလိုက်လာတဲ့ဖာရောဘုရင်နဲ့အဖွဲ့တွေကိုတွေ့တဲ့အခါမှာဖာရောဘုရင်အဖွဲ့တွေကစစ်ချီလာတာကိုသိတဲ့အခါမှာအယမ်းကြောက်လန့်တယ်ဘုရားခင်ကိုအော်ဟစ်တယ်ပြီးတော့မောရှေကိုလည်းပြောပါတယ်အေဂုတုပြည်မှာသင်္ချိုင်းမရှိလို့ပေါ့နော်ဒီတောမှာတည်စီဖို့ခေါ်လာခဲ့တာလားဆိုပြီးတော့မှငါတို့ဒီလိုပေါ့နော်တောမှာတည်ရတာထက်အေဂုတုပြည်မှာအစေခံနေရတာကပိုပြီးတော့ကောင်းတယ်ဆိုပြီးတော့မောရှေကိုအပြစ်တင်ကြတယ်အဲ့ချိန်မှာမောရှေပြောတဲ့စကားကမစိုးရင်ကြနှင့်ငြိမ်ဝတ်စွာရက်နေကြထာဝရဘုရားသည်ယနေ့ပြတော်မူသောကယ်တင်ခြင်းကိုကြည့်ရှုကြလော့သင်တို့သည်ယနေ့မြင်သောအေဂုတုလူတို့ကိုနောက်တဖန်အလင်းမမြင်ရကြမောရှေဟာဘုရားသခင်ရွေးကောက်ထားတဲ့ခေါင်းဆောင်ဖြစ်ပါတယ်ဣသရေလလူမျိုးတော်တွေကိုဥဆောင်ပြီးတော့ခေါ်လာခဲ့ရတဲ့အခါမှာသူဟာဖျားကိုပဲအားကိုးခဲ့တယ်အနောက်ကဖာရောဘုရင်ကအေဂုတုလူတွေနဲ့လိုက်လာပြီးတော့မြင်းစည်းယထာစစ်တီဘူပါအပေါင်းနဲ့လိုက်လာခဲ့ပြီးမောရှေရဲ့စိတ်ထဲမှာမစိုးရိမ်ပါဘူးဣသရေလလူအပေါင်းကတော့အယမ်းစိုးရိမ်နေအယမ်းကြောက်လန့်နေဒါပေမဲ့မောရှေကမစိုးရိမ်ဘူးဘာဖြစ်လို့လဲဆိုရင်သူဟာဖျားကိုအားကိုးထားတဲ့သူဖျားကိုယုံကြည်စိတ်ချထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ငြိမ်ဝတ်စွာရက်နေကြတဲ့ပြောတယ်။လူတွေကပြာရာခတ်နေပြီးအနောက်မှာရန်သူတွေလိုက်လာတဲ့အတွက်မောရှေကတော့ပြောတယ်ငြိမ်ဝတ်စွာရက်နေပါတဲ့။ထာဝရဘုရားသည်ယနေ့ပြတော်မူသောကယ်တင်ခြင်းကိုကြည့်ရှုကြလော့။သင်တို့သည်ယနေ့မြင်သောအေဂုတုလူတို့ကိုနောက်တဖန်အလင်းမမြင်ရကြဘူးတဲ့။ဖျားသခင်ကဒီနေ့မှာပဲအံ့ဩဖွယ်အလုပ်ကိုလုပ်မယ်ကယ်တင်ခြင်းအလုပ်ကိုလုပ်မယ်ဆိုတာကိုမောရှေကလုံးဝယုံကြည်စိတ်ချတယ်အခုဣသရေလလူမျိုးတွေရဲ့အရှိမရှိနေတဲ့ဒီအေဂုတုလူတွေကိုသူတို့မြင်ကျင်လို့တောင်နောက်တစ်ခါမမြင်ရတော့ဘူးတဲ့ဘာကြောင့်လဲဆိုရင်သင်တို့ဘက်၌ထာဝရဘုရားသည်စစ်တိုက်တော်မူလိမ့်မည်သင်တို့သည်ငြိမ်ဝတ်စွာနေရကြမည်ဟုလူများတို့အားဆို၏လို့မောရှေကပြောတာဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ကိုကျွန်မဒီရက်ပိုင်းအတွင်းမှာများစွာဆင်ခြင်ပြီးတော့ခွန်အားယူမိပါတယ်ဣသရေလလူမျိုးတော်တွေနဲ့မောရှေရဲ့အသက်တာကိုကျွန်မနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာမောရှေဟာဖျားကိုအားကိုးတယ်ဖျားအပေါ်မှာစိတ်ချတယ်ဖျားလှုပ်ပြီးမယ်ဆိုတာကိုသူယုံကြည်ပါတယ်မောရှေနဲ့အတူဣသရေလလူမျိုးတော်တွေကဘာမှမရှိပါဘူးဒါပေမဲ့အနောက်မှာလိုက်လာတဲ့ရန်သူအပေါင်းကတော့လက်နက်တွေနဲ့ယထာမြင်းယထာတွေနဲ့မီးယထာတွေနဲ့စစ်တီဘူပါအပေါင်းနဲ့လိုက်လာပြီးမယ်မောရှေမှာဘာမှမရှိပေမဲ့မောရှေတည်တာကသင်တို့ဘက်၌ထာဝရဘုရားသည်စစ်တိုက်တော်မူလိမ့်မည်သင်တို့သည်ငြိမ်ဝတ်စွာနေရမည်ရောက်ရက်ခတ်နေလို့မရအောင်ငြိမ်ဝတ်စွာနေရမယ်ဒီအရာကိုစဉ်းစားဆင်ခြင်ရင်းနဲ့ယနေ့ကျမတို့ရဲ့လူဘဝအသက်တာမှာကြုံတွေ့နေရတဲ့အခြေအနေပြဿနာတွေကြားထဲမှာကျမတို့ရောက်ရက်ခတ်နေတယ်ကျမတို့ရဲ့အနောက်မှာလိုက်လာတဲ့ရန်သူလူဆိုးတွေနှောက်ယှက်တတ်တဲ့အမျိုးမျိုးသောဖြစ်စည်းခြင်းတွေကိုကျမတို့ကြောက်ပြီးတော့မှ
ရောက်ရက်ခတ်တယ်ဘယ်သူ့ကိုအော်ခေါ်ရမလဲမသိဘူးဖះကိုလည်းအော်ခေါ်ရမလားလူအချင်းချင်းကိုပဲအပြစ်တင်ရမလားကျမတို့အပြစ်တင်ကြတယ်တကယ်တော့ကျမတို့ဘက်မှာစစ်တိုက်ပေးမဲ့သူကဖះသခင်ပဲဖြစ်ပါတယ်အဲ့ဒီကျမ်းစာကိုဆက်ဖတ်မယ်ဆိုလို့ရှိရင်နော်ဖះသခင်ကမောရှိကိုလမ်းပြခဲ့တယ်မောရှိကိုင်တဲ့လှံကိုနော်ခြီးပြီးတော့ပင်လယ်ပေါ်မှာလက်ကိုဆက်ပြီးပင်လယ်ရေကိုခွဲတယ်ဣသေလလူမျိုးတွေကပင်လယ်ကြီးကနှစ်ချမ်းကွဲသွားပြီးပင်လယ်အလယ်မြေပေါ်မှာရှောက်သွားတယ်အဲ့လိုရှောက်သွားတဲ့အချိန်မှာနော်ဒီအေဂုတုလူတွေနဲ့ဖာရောဘုရင်နှလုံးကခိုင်မာလာတဲ့အတွက်ကြောင့်မို့ဒီမြင်းစည်းသူရဲတွေဘိုးချေအပေါင်းကလည်းပင်လယ်တွေကိုလိုက်လာတယ်ဒါပေမဲ့ဘုရားသခင်ကဘာပြောလဲငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုအေဂုတုလူတို့သည်သိရကြလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏လို့ပြောပါတယ်ဒီထွတ်မြောက်အကျမ်းတဲ့ကိုကျွန်မဖတ်တဲ့အခါမှာဣသေလလူမျိုးတွေကိုဘုရားသခင်ရွေးကောက်ပြီးတော့မှဒီမောရှေအားဖြင့်ခေါ်ထုတ်တဲ့ဒီကယ်ထုတ်ခြင်းအစီအစဉ်ကိုကျွန်မဖတ်တဲ့အခါမှာဘုရားသခင်ခဏခဏပြောတဲ့စကားဖြစ်ဘာလဲဆိုရင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းအေဂုတုလူတို့သည်သိရမယ်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင်တို့သိရမယ်ဆိုတဲ့စကားလုံးကခဏခဏပါလက်ရှိကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ဘဝမှာရှိနေတဲ့အခက်အခဲတွေကျွန်တော်တို့ရင်ဆိုင်နေရတဲ့ရန်သူနှောက်ယှက်ခြင်းတွေအရှိမပင်လေကြီးကန်ထားပြီးအနောက်မှာကရန်သူကလိုက်လာတယ်ပြေးစရာလမ်းမရှိဘူးကျွန်တော်တို့အတွက်လုံခြုံစရာနေရာမရှိဘူးဣသေလလူမျိုးတွေလိုပဲဣသေလလူတွေဘယ်ကိုပြေးမလဲပင်လယ်ထဲကိုပြေးရင်လည်းပင်လယ်ထဲမှာသူတို့သေမှာပဲအနောက်ကိုပြန်ဆုတ်ရင်လည်းရန်သူတွေကလိုက်မှာပဲသေမှာပဲဣသေလလူမျိုးတွေကြုံတွေ့ခံစားနေရတဲ့အခြေအနေတွေကိုယနေ့ကျွန်တော်တို့ကြုံတွေ့နေရတာဖြစ်တယ်ကျွန်တော်ရင်ဆိုင်နေရတာဖြစ်တယ်ကျွန်တော်တို့အတွက်ပြေးစရာလမ်းမရှိဘူးကျွန်တော်တို့အတွက်လွတ်မြောက်ရာနေရာမရှိဘူးဒါပေမဲ့ဖခင်သခင်ကနော်မောရှေနဲ့အတူရှိပြီးတော့မှဣသေလလူမျိုးတွေကိုကယ်ထုတ်ခဲ့ပြီးငါသည်ထာဝရဘုရားဖြစ်ကြောင်းအေဂုတုလူတို့သည်သိရလိမ့်မယ်လို့မောရှေကိုမိန့်တဲ့ကဲ့သို့ပဲယနေ့ကျွန်တော်တို့ကိုလည်းပြောနေပါတယ်ကျွန်တော်တို့စိတ်ချထားဖို့ပဲလိုအပ်ပါတယ်ဘုရားသခင်ဟာကျွန်တော်တို့ဘက်မှာစစ်တိုက်ပေးမယ်ဘုရားဖြစ်ပါတယ်ကျွန်တော်တို့စစ်ပွဲတွေကိုတော့မလိုချင်ပါဘူးတိုက်ပွဲတွေကိုလည်းမလိုချင်ပါဘူးရန်သူတွေကိုလည်းကျွန်တော်တို့မလိုချင်ပါဘူးဒါပေမဲ့ကျွန်တော်တို့အောင်ပွဲရဖို့အတွက်တိုက်ပွဲကလိုဖို့လိုတာဖြစ်တယ်နော်မောရှေနဲ့ဣသေလလူတွေဟာဒီသူတို့လွတ်မြောက်ထွက်မြောက်ရာနေမျိုးကိုတွားကြပြီးတဲ့နောက်ပိုင်းမှာခါနန်ပြည်ကိုဝင်စားရမယ့်အချိန်မှာမောရှေကတော့ခါနန်ပြည်ကိုဝင်စားခွင့်မရခဲ့ပေမဲ့ခါနန်ပြည်ကိုဆက်ပြီးဦးဆောင်တဲ့ယောရှုနဲ့ကာလက်ကခါနန်ပြည်ကိုဒီဣသေလလူမျိုးတွေကိုဆက်ခေါ်ဆောင်သွားတာကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရတယ်ခါနန်ပြည်ကိုအေးအေးဆေးဆေးနဲ့ဝင်ခဲ့ရတယ်လို့မထင်ပါနဲ့ခါနန်ပြည်ထဲကိုရောက်တဲ့အခါမှာရင်ဆိုင်ရတဲ့ရန်သူတွေကိုယောရှုနဲ့ကာလက်တို့ကတိုက်ခိုက်ခဲ့ရသေးတယ်ဒီနေ့ကျွန်တော်တို့အောင်ပွဲလိုချင်တဲ့သူတိုင်းဟာတိုက်ပွဲကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲဟာကျွန်တော်တို့တိုက်ရမယ့်တိုက်ပွဲမဟုတ်ပါဘူး။ဒီတိုက်ပွဲဟာဖျားသခင်ကကျွန်တော်တို့ဘက်ကနေစစ်တိုက်ပေးမယ်ဆိုတာကိုစိတ်ချဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကဖျားရှေ့မှာငြိမ်ဝှက်စွာနေဖို့ပဲဖြစ်ပါတယ်။ဣသရေလလူမျိုးတွေလိုရောက်ရခတ်ပြီးတော့မှဖျားကိုអော်လိုက်မောရှိကိုအပြစ်တင်လိုက်မဟုတ်ပါဘူး။ဒီနေ့ကျွန်တော်တို့ဘသူ့ကိုမှလည်းအပြစ်မတင်ပါနဲ့ကြုံတွေ့ရတဲ့အခြေအနေကြားထဲမှာကျွန်တော်တို့ရင်ဆိုင်ရမယ့်တိုက်ပွဲအတွက်အောင်ပွဲရခြင်းနေဆိုရင်ဒီတိုက်ပွဲကိုဘုရားသခင်နဲ့အတူကြော်ဖြတ်ဖို့ဖြစ်ပါတယ်ဘုရားသခင်ကကျမတို့ဘက်မှာစစ်တိုက်ပေးမယ်ဘုရားဖြစ်ပါတယ်ဒီနေ့မိတ်ဆွေလူတိုင်းဟာဘဝမှာတိုက်ပွဲပေါင်းများစွာရင်ဆိုင်ရပါတယ်ဒီတိုက်ပွဲတွေရင်ဆိုင်ရခြင်းကကျမတို့အောင်ပွဲခံဖို့ဖြစ်ပါတယ်ကျမတို့မှာပြိုင်ဘက်မရှိဘဲနဲ့ရင်ဆိုင်ရမယ့်သူမရှိဘဲနဲ့ကျမတို့ဘယ်လိုမှအောင်ပွဲမရနိုင်ပါဘူးဒီနေ့ရင်ဆိုင်ရတဲ့အခြေအနေတွေပေါ်မှာတည်ငြိမ်စွာနဲ့ရင်ဆိုင်ပြီးတော့ဘုရားသခင်ရဲ့အရှိမငြိမ်ဝှက်စွာနဲ့နေမယ်ဆိုရင်ဖခင်ကကျမတို့ဘက်ကနေစစ်တိုက်ပြီးသွားမှာဖြစ်တယ်။မောရှေဣသရေလလူတွေကိုပြောသလိုပဲသင်တို့သည်ယနေ့မြင်ရသောအေဂုတုလူတို့ကိုနောက်တစ်ဖန်အလင်းမမြင်ရကြအမှန်အတိုင်းပါပဲ။ဣသရေလလူတွေကပင်လယ်ထဲကိုဖြတ်သွားတယ်။အနောက်ကဖာရောမင်းနဲ့စစ်သည်ဘိုးပါတယ်အကုန်လုံးလိုက်သွားတယ်။နောက်ဆုံးမှာဖခင်သခင်ကကြီးတဲ့အမှုကိုပြုခဲ့တယ်ဖာရောဘုရင်ရဲ့ယထာတွေမြင်းစည်းသူရဲ့အကုန်လုံးတယောက်မျှမကြံရစ်ဖဲနဲ့နော်ပင်လယ်ထဲမှာလှဲပစ်လိုက်တယ်လို့ပြောတယ်ဣသေလလူတွေအနောက်ကိုပြန်လှည့်ကြည့်မယ်ဆိုရင်သူတို့ခုနကကြောက်ရွံ့ခဲ့ရတဲ့ဖာရောဘုရင်နဲ့အပေါင်းပါတွေတယောက်ကိုမှမမြင်တွေ့ရတော့ပါဘူးဒါသမကျမ်းစာထဲမှာအတိအကျဖော်ပြထားတဲ့အရာဖြစ်ပါတယ်ဒီနေ့ကျမတို့
ရင်ဆိုင်နေရတဲ့ကြောက်ရွံ့ခြင်းတွေနဲ့ကျမတို့ကိုတိုက်ခိုက်နေတဲ့အရာတွေဘဝမှာကြုံတွေ့နေရတဲ့ကြောက်စရာကောင်းတဲ့အခြေအနေတွေကနေဘုရားသခင်ကကျမတို့ဘက်ကနေရပ်တည်ပြီးတော့တိုက်ခိုက်ပေးမဲ့ဘုရားဖြစ်တယ်ကျမတို့ကဘုရားသခင်ရှေ့မှာညီဝတ်စွာရပ်ဖို့ပဲလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဘုရားသခင်သည်ထာဝရဘုရားဖြစ်ကြောင်းကိုကျမတို့သာမကဘူးမြန်မာနိုင်ငံမှာရှိသောပြည်သူပြည်သားများကမ္ဘာပေါ်မှာရှိသောလူသားများအားလုံးဟာဖျားသခင်ဒီသာလင်ထာဝရဘုရားဖြစ်ကြောင်းကိုသိစေဖို့အတွက်ဖျားကကြီးမားသောအမှုကိုလုပ်မှာဖြစ်ပါတယ်။ဖျားသခင်ပြုမဲ့ကြီးမားတဲ့အမှုကြီးကိုကျမတို့မျှော်လင့်ရင်ဆိုင်ရတဲ့တိုက်ပွဲမှာဖျားနဲ့အတူရက်တည်လျက်အောင်ပွဲကိုမကြခင်ရောက်ရှိနိုင်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးခြင်းပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။အနန္တတကုရှင်ဖဖျားကိုရောကိုကျေးဇူးတင်နေဒီနေ့တစ်နေ့တာလုံးကောင်းမွန်စွာအသက်ရှင်ရပါတယ်ဝလင်စွာစားတောင်းရပါတယ်လုံခြုံစွာနေထိုင်ရပါတယ်အသားမျိုးအသက်ရှင်နေရခြင်းဒီကိုရောကျေးဇူးတော်ပဲဖြစ်ပါတယ်လိုအပ်တဲ့အရာအားလုံးကိုပြင်ဆင်ပေးပါတယ်ဘုရားရှင်တစ်နေ့တာလုံးကောင်းမွန်စွာအသက်ရှင်ရသောအခွင့်ရပါတယ်ခက်ခဲခြင်းများစွာတွေကိုရင်ဆိုင်ကြုံတွေ့နေရတော့လဲသားမျိုးတို့ကိုရောကျေးဇူးတော်လုံလောက်တယ်ဆိုတာဝန်ခံပါတယ်ယနေ့နှုတ်ကပတ်တော်အားဖြင့်ကိုရောဟာသားမျိုးတို့ကိုမစိုးရိမ်ဖို့ညင်ဝတ်စွာနေဖို့သွန်သင်နေသောကြောင့်ယေရှုတင်ပါတယ်။သားသမီးတို့ရဲ့ဘက်မှာရှိတော်မူသောဘုရားသခင်ဟာရင်ဆိုင်ကြုံတွေ့နေရတဲ့တိုက်ပွဲတိုင်းမှာစက်တိုက်ပေးမဲ့ဘုရား၊ကူညီပေးမဲ့ဘုရား၊မဆပေးမဲ့ဘုရားဖြစ်တယ်ဆိုတာဝန်ခံပါတယ်။အဲခုတုလူတွေကိုဖျက်ဆီးပစ်ခဲ့သောဘုရား။ဣသေလလူတွေကိုကယ်တင်ခဲ့သောဘုရားသခင်သည်ယနေ့သားသမီးတို့၏နိုင်ငံသူနိုင်ငံသားများကိုကယ်တင်အောင်မဲ့ဘုရားဖြစ်သောကြောင့်ယေရှုတင်ပါတယ်။ကိုရောရဲ့ကြီးမားတဲ့လက်တော်ဟာအံ့ဩဖွယ်ရာကျွန်တို့နိုင်ငံအပေါ်မှာလှုပ်ဆောင်ပေးနေပြီဖြစ်လို့ယေရှုတင်နေကိုရောပြုတော်မူသောကြီးမားသောအမှုတော်ကြီးကိုသားမျိုးတို့မျှော်လင့်ပါတယ်ယနေ့သားမျိုးတို့ဒီအမှန်တကယ်ပဲအောင်ပွဲကိုလိုချင်ပါတယ်အောင်ပွဲကိုလိုချင်တာဖြစ်တဲ့အတွက်တိုက်ပွဲကိုတော့ရင်ဆိုင်နေရမှာဖြစ်ပါတယ်သားမျိုးတို့တိုက်ရမယ့်တိုက်ပွဲသည်ကိုယ်တိုင်တိုက်ရမယ့်အရာမဟုတ်ပါဘူးကိုရရှင်ကိုယ်တိုင်တိုက်ပေးမယ့်အရာဖြစ်ပါတယ်သားသမီးတို့မှာဘာခွန်အားဘာအစွမ်းအစဘာလက်နဲ့မှမရှိပါဘူးဒါပေမဲ့ကိုရောရှိနေတယ်ကိုရောရှိတဲ့အတွက်ကိုရောဒီအတိုက်ပွဲကိုဥဆောင်ပေးမဲ့ဘုရားဖြစ်သောကြောင့်ယေရှုတင်နေကိုရောထာဝရဘုရားကသာလင်ကျွန်ုပ်တို့၏အောင်လံဖြစ်ပါတယ်ကျွန်ုပ်တို့၏အောင်ပွဲဖြစ်ပါတယ်ကျွန်ုပ်တို့ကိုအောင်မြင်မှုကိုပေးမဲ့ဘုရားသခင်ဖြစ်ပါတယ်နာမတော်ကြီးမြတ်ပါတယ်လို့ဝန်ခံပါတယ်ကိုရောဒီနှုတ်ကပတ်တော်အားဖြင့်များစွာကျေးဇူးတင်ပါတယ်။တညတာလုံးကောင်းမှုစွာအိပ်စက်ရခြင်းအခွင့်ကိုပေးပါ။ရန်သူနှောက်ယှက်ခြင်းဘေးရန်တဲ့အမျိုးမျိုးကနေကင်းဝေးစေပါ။မြမပြည်သူပြည်သားအားလုံးကိုကျမ်းမာခြင်းချမ်းသာခြင်းဝမ်းမြောက်ငြိမ်သက်ခြင်းအခွင့်ကိုပေးပါ။စိုးရင်ကြောက်ရွံ့နေသောသူများကိုနှစ်သိမ့်ခြင်းပေးသလိုဆာလောင်နေသောသူများကိုကြွေးမွေးတော်မူပါ။ငိုကြွေးနေသောသူတွေမျက်ရည်ကိုတုပ်ပေးတော်မူပါ။မကျမ်းမာဖြစ်နေသောသူများကိုကျမ်းမာခြင်းအခွင့်ပေးတော်မူပါ။ဘုရားရှင်ကိုရောကိုအထူးပဲကျေးဇူးတင်နေမြမပြည်သူပြည်သားများ၏ဆုတောင်းသံကိုလက်ခံ၍နားညောင်းတော်မူပါမြမပြည်မှာရှိကြသောယုံကြည်သူများ၏အသက်တာအပြင်ကိုရော၏ဘုန်းတော်ကိုဤနိုင်ငံအပေါ်မှာထင်ရှားစေတော်မူပါကျေးဇူးတော်အပေါင်းကိုချီးမွမ်းလက်တညတာအတွက်လက်တော်တွေသူစက္ကအနံဆုတောင်းတဲ့အခါမှာသားသမီးတို့ကိုချစ်တော်မူသောသခင်ယေရှုဘုရား၏မြတ်သောနာမ၌ကျေးဇူးတော်ကိုချီးမွမ်း၍ဆုတောင်းစက္ကအနံပါ၏အဖဖျားအာမင်